င်္ဂလာပါရှင်ဒေါက်တာမမီ page ကနေကြိုဆိုပါရစေကျွန်မကတော့ဒေါက်တာမြတ်သီရီမောင်ပါဒီနေ့ဗီဒီယိုလေးထဲမှာအဓိကပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့မိုးရာသီနဲ့ဝမ်းပြက်ဝမ်းလျှောယောဂအကြောင်းပဲဖြစ်ပါတယ်ရှင်အခုဆိုရင်မိုးရာသီလေးကိုလည်းစပြီးတော့ရောက်လာပြီဆိုတော့အပူတွေရော့လာပြီးတော့လူတွေကစိတ်ချမ်းသာကြရဲပေါ့နော်ဒါပေမဲ့အခုလိုမျိုးအေးချမ်းလာတဲ့ဒီရာသီဥတုနဲ့အတူတူကျမတို့အနေနဲ့ဂရုစိုက်ရမယ့်ယောဂဗျာတွေလည်းရှိနေပါသေးတယ်အဲ့ဒါတွေကဘာလဲဆိုတော့နံပါတ်1အနေနဲ့ဝမ်းပြက်ဝမ်းလျှောယောဂပဲဖြစ်ပါတယ်ဝမ်းပြက်ဝမ်းလျှောယောဂဆိုတာကမိုးရာသီမှာဆိုရင်ပို့ပြီးတော့အဖြစ်များပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကျမတို့ဒီမှာဆိုရင်ဒီမိုးရလာတဲ့အမျှရေစီးရေလာတွေမကောင်းတဲ့အတွက်ကြောင့်မို့လို့ရေကြီးတာတွေရေမြောင်းပိတ်ဆို့တာတွေရှိတာတတ်ကြတယ်။ပြီးတော့နောက်တစ်ခုကဒီသဘာဝဘေးကြောင့်မို့လို့ရေကြီးတာမျိုးတွေမှာဆိုရင်လည်းအဲ့ဒီဒေသတွေမှာဆိုရင်ကျမတို့ရေမတန့်ရှင်းတာမျိုးတွေဆက်ပြီးတော့ဖြစ်တတ်တယ်ပေါ့နော်။ဒီလိုမျိုးရေမတန့်ရှင်းတဲ့အခါမှာဆိုရင်ဘက်တီးရီးယားဆိုရင် E. coli parasites တွေဆိုရင်တော့ Giardia virus ဆိုရင်တော့ rotavirus ပေါ့နော်။စသဖြင့်ဒီရေကနေတစ်ဆင့်မကောင်းတဲ့ virus တွေ bacteria တွေကူးစက်ပြီးတော့ဝမ်းပြက်ဝမ်းလျှောတွေဖြစ်တတ်ကြပါတယ်နောက်တစ်ခုကတော့ဒီလိုမျိုးရေကြီးတဲ့နေရာတွေရေမြောင်းပိတ်ဆို့တဲ့နေရာတွေမှာဆိုရင်တန်ရှင်းတဲ့ရေကိုရရှိဖို့အတွက်ခက်ခဲတဲ့အခါမှာဒီ hygiene လို့ခေါ်တဲ့ဒီကိုယ်ရေတန်ရှင်းမှုတွေကပါခက်ခဲလာတယ်ပေါ့နော်ဥပမာလက်သေးချာဆေးဖို့အတွက်ကိုအဆင်မပြေတော့တာပြီးတော့အစာတွေကိုချက်ပြုတ်တဲ့အခါမှာရေကောင်းရေတန်မရရှိနိုင်တော့တာအချိန်ကိုကြာမြင့်အောင်လို့သေချာအသားတွေကိုကြက်အောင်လို့မချက်ပြုတ်နိုင်တော့တာမျိုးလက်ကိုသေချာမစည်းနိုင်တော့တာမျိုးစတဲ့ဒီ hygiene နဲ့ပတ်သက်တဲ့အရာလေးတွေအစာနဲ့ပတ်သက်တဲ့ safety လေးတွေရောကြလာတာမျိုးတွေရှိတတ်ပါတယ်ဒီကနေတစ်ဆင့်လဲဝမ်းပြက်ဝမ်းလျှောတွေရဖြစ်တတ်ပါသေးတယ်နောက်တစ်ခုကတော့ရေစီးရေလာမကောင်းတဲ့အခါရေတွေအိုင်လာပြီဆိုရင်ခြေနေနဲ့ပေါက်ဖွားတတ်တဲ့လိုမျိုးတခြားသောလူတွေအပေါ်မှာအန္တရာယ်ပေးနိုင်တဲ့ vectors တွေကလည်းပေါက်ဖွားလာနိုင်ပါတယ်ဒီလိုမျိုးအကောင်ကြီးပေါက်ဖွားလာတဲ့အမျှဝမ်းပြက်ဝမ်းလျှောယောဂကလည်းပြန့်နှံ့ပြီးတော့ကူးစက်တတ်လွယ်ပါတယ်ရှင်ဝမ်းပြက်ဝမ်းလျှောယောဂဖြစ်နေပြီဆိုတာကိုသိရှိနိုင်မယ့်လက္ခဏာလေးတွေကိုလည်းပြောပြပေးချင်ပါတယ်လူတစ်ယောက်ကဝမ်းအရည်တွေဇက်တိုက်သွားနေမယ်ဝမ်းသွားတာနဲ့အတူတူဘိုက်ထဲကလည်းရစ်ပြီးတော့နာတာဘိုက်အောက်နာတွေပါတွဲဖက်ပြီးတော့ခံစားနေရမယ်ဆိုရင်တော့ဝမ်းပြက်ဝမ်းလျှောယောဂဖြစ်နေနိုင်ပါတယ်ဒါဟာပြင်တချို့လူတွေမှာဆိုရင်တော့ဝမ်းပြက်တာနဲ့အတူတူအော့အန်နာတွေကလည်းတွဲဖက်တတ်ပါတယ်တခါတလေကျရင်အဖျားတွေပါတက်လာတာချမ်းတုံလာတာစတဲ့လက္ခဏာတွေကိုပါတွေ့ရတတ်ပါတယ်ဝမ်းပြက်ဝမ်းလျှောယောဂဖြစ်တဲ့အခါမှာ2ရက်နဲ့အထက်ဖြစ်နေခဲ့မယ်ဆိုရင်တော့ဆေးရုံဆေးခန်းကိုချက်ချင်းပြသသင့်ပါတယ်ဒါအပြင်ပေါ့နော်ဝမ်းပြက်တာနဲ့အတူတူရေတက်ဆုံးရှုံးတဲ့လက္ခဏာတွေဖြစ်တဲ့အာခေါင်တွေခြောက်လာတာရေကိုအငန်းမြတောက်ချင်လာတာစီးသွားနဲလာတာမူးဝေလာတာခန္ဓာကိုယ်အားမရှိတော့ဘဲနဲ့ဖြော့လာတာဒီလိုလက္ခဏာမျိုးတွေဖြစ်နေခဲ့မယ်ဆိုရင်လည်းရေတက်ဆုံးရှုံးမှုတွေရှိနေတယ်ဆိုတာကိုအမြန်သိရှိရမှာဖြစ်ပါတယ်ရှင်လူတစ်ယောက်ဝမ်းပြက်ဝမ်းလျှောဖြစ်ပြီဆိုရင်လိုရမယ့်အချက်3ခုရှိပါတယ်နံပါတ်1ကကျတော့ရေတက်ပြေးဝအောင်နေရမှာဖြစ်ပါတယ်အရေများများတောင်းရပါမယ်ဓာတ်စားရည်တောင်းရပါမယ်နံပါတ်2အချက်ကတော့ခန္ဓာကိုယ်အနားပေးရမှာဖြစ်ပါတယ်ပြင်းထန်တဲ့လှုပ်ရှားမှုတွေလုပ်တာအလုပ်ပင်ပန်းတာတွေကရေတက်ဆုံးရှုံးတာကိုပိုဆိုးသေးတဲ့အတွက်ကြောင့်မို့လို့ဝမ်းပြက်ဝမ်းလျှောဖြစ်တဲ့အခါမှာတေချာလေးအနားယူပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့အစာအာဟာရကိုပြည့်ပြည့်ဝဝစားဖို့ပါပဲအစာအာဟာရပြည့်ပြည့်ဝဝစားတယ်ဆိုတဲ့နေရာမှာလည်းအင်မတန်မာတဲ့အစာတွေကိုစားတဲ့အခါမှာပြန်ပြီးတော့အော့အန်နာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အစာကိုနည်းနည်းနဲ့အစာကြေလွယ်တာလေးတွေကိုခဏခဏစားပေးသင့်ပါတယ်ရှင်တကယ်လို့ဝမ်းပြက်ဝမ်းလျှောယောဂဖြစ်တာကသိပ်ပြီးတော့မပြင်းထန်အောင်ဆိုရင်တော့အိမ်မှာလည်းပဲစနစ်တကျလေးပြုစုကုသလို့ရပါတယ်ဒါပေမဲ့လည်းကျမတို့အနေနဲ့သတိထားရမယ် warning signs တွေတော့ရှိနေပါသေးတယ်လူတစ်ယောက်ကဝမ်းပြက်ဝမ်းလျှောဖြစ်တဲ့အခါမှာရေဓာတ်ခမ်းခြောက်မှုအင်မတန်များလာတဲ့ severe dehydration လက္ခဏာတွေပေါ်လာခဲ့မယ်ဆိုရင်တော့ချက်ချင်းဆေးရုံဆေးခန်းသွားရမှာဖြစ်ပါတယ်အဲ့ဒီထဲမှာဆိုရင်လူတဦးအနေနဲ့ခြေပြားလက်ဖျားတွေအေးဆက်လာမယ်မူးဝေလာမယ်ဖြူဖြောလာမယ်စီးသွားတဲ့အခါမှာအင်မတန်ရင်းတဲ့ dark color urine တွေသွားနေမယ်ဒါတွေပါဝင်ပါတယ်နောက်တစ်ခုကကျတော့ဝမ်းသွားတဲ့အခါမှာလည်းဝမ်းထဲမှာသွေးတွေပါလာတဲ့အခြေအနေမျိုးပါဒီလိုအခြေအနေမျိုးရှိခဲ့မယ်ဆိုရင်လည်းအင်မတန်အရေးကြီးပါတယ်ချက်ချင်းဆေးရုံဆေးခန်းသွားရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့အဖျားပါအင်မတန်ကြီးလာတာပါဝမ်းလျှောတာကဒီကျမတို့ဓာတ်စားရည်တို့တေချာတောက်နေပြီးတော့အရင်လူကမထိခိုက်မပင်ပန်းနေသေးဘူးဆိုရင်တော့တိတ်ပြီးတော့စိုးရိမ်ရမရှိဘူးဆိုပေမဲ့ဝမ်းသွားတာနဲ့အတူတူအင်မတန်အဖျားတွေပါကြီးလာခဲ့မယ်ဆိုရင်တော့ချက်ချင်းဆေးခန်းပြရမှာဖြစ်ပါတယ်ရှင်ကျမတို့ကဝမ်းပြက်ဝမ်းလျှောဖြစ်တဲ့အခါမှာဆိုရင် WHO formula နဲ့ထုတ်ထားတဲ့ဓာတ်စားရည်တွေကိုသာတောက်ပေးရမှာဖြစ်ပါတယ်ဒီလို WHO formula ဓာတ်စားရည်တွေကသာခန္ဓာကိုယ်ကနေကုန်ဆုံးသွားတဲ့ရေနဲ့ဓာတ်စားရည်ကိုအမှန်တကယ်ပြန်ပြီးတော့ဖြည့်တင်ပေးနိုင်မှာဖြစ်ပါတယ်ဒီနေရာမှာဆိုရင်လည်း WHO formula က old formula နဲ့ new formula ဆိုပြီးတော့ရှိပါတယ်အခုကျမကတော့ WHO ရဲ့ new formula အသစ်နဲ့ထုတ်ထားတဲ့ဓာတ်စားရည်ကိုတောက်တဲ့အခါမှာရရှိနိုင်တဲ့ကောင်းကျိုးလေးတွေကိုဆက်ပြီးတော့ပြောပြပေးချင်ပါတယ်ရှင် WHO new formula ဓာတ်စားရည်မှာဆိုရင်တော့အငန်ဓာတ်နဲ့အချိုဓာတ်ကိုရှော့ချထားတဲ့အတွက်ကြောင့်မလို့သွေးတိုးယောဂါတို့စီးကျူယောဂါရှိတဲ့သူတွေဝမ်းပြက်ဝမ်းလျှောဖြစ်တဲ့အခါမျိုးမှာပါတောက်သုံးလို့ရပါတယ်ဒီလိုမျိုး composition ကိုသူက
ကမြင့်တင်ထားတဲ့အတွက်ကြောင့်မလို့စုပ်ယူမှုပိုပြီးတော့ကောင်းစေတယ်စုပ်ယူမှုပိုကောင်းစေတဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ကလိုအပ်တဲ့ရေနဲ့ဓာတ်စားတွေကိုလည်းမြန်မြန်ရရှိနိုင်ပြီးတော့ dehydration ဖြစ်တဲ့အခါမှာမြန်မြန်လေးကုသမှုပေးနိုင်ပါတယ်ဒီအတွက်ကြောင့်မလို့ကျမတို့ကဒီ new formula ဆိုရင် faster rehydration ရေဓာတ်ပြန်လေးဖြစ်တင်တာကပိုပြီးတော့မြန်ဆန်တယ်ဆိုပြီးသတ်မှတ်လို့ရပါတယ်ရှင်ဒီလိုမျိုး WHO ရဲ့ new formula ဓာတ်စားရည်ကိုတောက်တဲ့အခါမှာ faster rehydration ဖြစ်တဲ့အတွက်ကြောင့်မလို့ဝမ်းသွားတဲ့အချိန်ကြီးနှုံးကိုလည်းလျှော့ချပေးနိုင်တယ်ဒါအပြင် N နဲ့နှုံးတို့ IT3 ပြီးတော့ဒီ drip ချိတ်ပြီးတော့ကုသရနိုင်ခြေနှုံးလေးတွေကိုလည်းလျှော့ချပေးနိုင်တာကိုတွေ့ရပါတယ်ရှင်ကျမတို့တွေကမှားတတ်ကြတာလေးနောက်တစ်ခုရှိပါသေးတယ်ဘာလဲဆိုတော့ဒီဓာတ်စားရည်တောက်တဲ့အခါမှာ1 ပြတ်1 shot ဖြစ်တဲ့အခါမှာတောက်တဲ့ဓာတ်စားရည်ချွေးထွက်များတဲ့အချိန်မှာတောက်တဲ့ဓာတ်စားလေးတွေရမှားတတ်ကြပါသေးတယ်တကယ်တော့1 ပြတ်1 shot ဖြစ်တဲ့အခါမှာပထမဦးဆုံး first line ကုသမှုအနေနဲ့တောက်ပေးရမှာက WHO formula နဲ့ထုတ်ထားတဲ့ဓာတ်စားကိုတောက်ပေးရမှာဖြစ်ပါတယ်အဲ့လိုတောက်တဲ့အခါမှာလည်း1 ပြတ်တဲ့အခါမှာဒီကို1တစ်ခါသွားပြီးတိုင်းမှာတောက်နိုင်တဲ့လောက်ကိုလူကြီးတွေအနေနဲ့နည်းနည်းချင်းဒီတောက်လျှောက်တောက်ပေးရမှာဖြစ်ပါတယ်ပြီးတော့ဒီဓာတ်စားတုပ်တွေကိုလည်းတစ်ခါဖြော်ဆက်ပြီးဆိုရင်24နာရီအတွင်းမှာကုန်အောင်တောက်ပြီးဖို့လိုအပ်ပါတယ်ပြီးတော့ဖြော်တဲ့အခါမှာဆိုရင်လည်းဥပမာဒီ Wi-Fi ORS ဆိုရင် WHO new formula နဲ့ထုတ်ထားတဲ့အတွက်ကြောင့်မို့လို့သူ့ကိုဖြော်မယ်ဆိုရင်ဓာတ်စားတစ်ထုပ်ကိုရေသန့်1လီတာနဲ့ဖြော်ရပါတယ်ဖြော်ပြီးပြီဆိုရင်24နာရီအတွင်းမှာကုန်အောင်တောက်ပေးရမှာဖြစ်ပါတယ်ရှင်ကျမတို့ပတ်ဝန်းကျင်မှာ1 ပြတ်1 shot ယောဂဆိုတာကအင်မတန်အဖြစ်များကြပါတယ်ဒီလိုအဖြစ်များကြတယ်ဆိုပေမဲ့လည်းပြင်းထန်လာတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်သေချာကုသမှုမခံယူတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ပေါ့နော်နောက်ဆက်တွဲဆိုးကျိုးတွေလည်းဖြစ်တတ်ပါသေးတယ်ဥပမာပြောရရင်တော့ဒီရေဓာတ်ဆုံးရှုံးမှုအင်မတန်များပြီးတော့ကိုယ်တွင်းအင်္ဂါတွေအထိပါပျက်စီးသွားတဲ့ organ damage တွေဖြစ်သွားတာမျိုးတွေသွေးလက်လက္ခဏာမျိုးတွေဖြစ်ပြီးတော့အသက်အန္တရာယ်ကိုပါထိခိုက်ဆုံးရှုံးစေတာမျိုးတွေဖြစ်ပါတယ်အထူးသဖြင့်ဆိုရင်တော့အသက်9နှစ်အောက်ကလေးငယ်လေးတွေမွေးကင်းစကလေးငယ်လေးတွေနောက်ကိုခံအားသိပ်ပြီးတော့မကောင်းတဲ့ယောဂအခန်းရှိတဲ့သူတွေလူကြီးသူမတွေကပို့ပြီးတော့ဂရုစိုက်ရမှာဖြစ်ပါတယ်ဒီလိုမျိုးဂရုစိုက်ရမယ်ဆိုတဲ့နေရာမှာလည်း1 ပြတ်1 shot ဖြစ်ပြီးဆိုရင်ကျမတို့အနေနဲ့ဒီသေချာတောက်ရမယ့်ဓာတ်စားရည်ကိုစနစ်တကျတောက်ဖို့အတွက်လိုအပ်ကြောင်းပြောပြပေးချင်တာဖြစ်ပါတယ်ရှင်အခုလိုမိုးရသည်မှာဆိုရင်ရေတွေမတန့်ရှင်းတာအကောင်ပလောင်တွေပေါက်ဖွားတာနောက်ပိုးမွှားတွေကူးဆက်လွယ်တာစတဲ့အချက်တွေကြောင့်မို့လို့1 ပြတ်1 shot တွေလည်းမကြခင်ဖြစ်နိုင်ပါတယ်ဒါအပြင်လမ်းဘေးကဒီရင်သားစာတွေကိုပို့ပြီးတော့စားမိတာတွေကနေတစ်ဆင့်လဲ gastroenteritis လို့ခေါ်တဲ့အစာဦးလမ်းကြောင်းပိုးဝင်ပြီးတော့1 ပြတ်1 shot ယောဂတွေလည်းဆက်ပြီးတော့ဖြစ်နိုင်ပါတယ်ဒီအတွက်ကြောင့်မို့လို့အစာတန့်ရေတန့်လက်တန့်အင်သာတန့်စားတဲ့တန့်လေးတန့်ကိုလည်းဂရုစိုက်ဖို့ကိုလည်းမှာချင်ပါတယ်ပြီးတော့1 ပြတ်1 shot ဖြစ်လာတဲ့အခါမှာဆိုရင်လည်းစနစ်တကျဆေးကုသမှုခံယူဖို့ကိုလည်းထပ်ဆောင်းမှာချင်ပါတယ်ရှင်အခုလိုမျိုးကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်